ဦးလေးဦးမဲသမီးရဲ့စာအုပ်ကိုပြန်ပေးပါနော်ကျေးဇူးပြုပြီးတော့ဦးလေးမဲရဲ့သမီးကအတော်ခက်ခက်ခဲခဲနဲ့ဝယ်ထားရတာမလို့ပါသွားစမ်းထွက်သွားနင့်စာအုပ်ကိုမပေးနိုင်ဘူးငါနင့်စာအုပ်ကိုရောင်းပြီးမုံစီကျော်ဝယ်စားပြင်မယ်ဦးလေးဦးမဲဒီမှာယူပါဒီတင်ကားပြားလေးကိုယူထားပြီးသမီးရဲ့စာအုပ်ကိုပြန်ပေးပါနော်ကျေးဇူးပြုပြီးတော့ပါဦးလေးယူလိုက်ပါနော်သမီးအမေမှာသမီးကိုစာအုပ်အသစ်ထပ်ဝယ်ပေးဖို့ပတ်စံအများကြီးမရှိလို့ပါနေနီလေးကငွေရိုပြီးဦးမဲကြီးကန်းကိုတောင်းပန်ရှာပါတယ်။ဒါပေမဲ့လည်းဦးမဲကြီးကန်းကတော့နေနီလေးရဲ့စာအုပ်ကိုယူပြီးထွက်ပြေးသွားပါတော့တယ်။ဟဲ့ဦးခိုကြီးဒီစာအုပ်အဟောင်းကိုယူမလား။အေးငါကတော့မုံစီကြော်တွေကိုစက်ကူနဲ့ထုတ်ပြီးဖောက်တယ်တွေကိုရောင်းတာဆိုတော့ပေးဒင်းကားနှစ်ပြရမယ်။ဟာမလိုပါဘူးဒင်းကားတွေပေးဖို့မလိုပါဘူး။ဒီစာအုပ်အစားရသလောက်မုံစီကြော်ပဲငါ့ကိုပေးလိုက်ပါ။ဦးမဲကြီးကနီနီလေးရဲ့စာအုပ်ကိုဥခိုထံရောင်းချလိုက်ပြီးဥခိုစီကနေမုံစီကျော်တွေယူပြီးစားပြစ်လိုက်ပါတော့တယ်။သမီးအခုစာအုပ်ကိုဘယ်ကနေပြန်သွားယူရတော့မလဲ။ဦးမဲဦးလေးကသမီးရဲ့စာအုပ်ကိုလူယူသွားပြီ။သမီးကဦးမဲကိုဘာအပြစ်လုပ်လို့လဲ။သမီးကကလေးလေးပဲရှိသေးတာကိုဦးမဲဦးလေးကကလေးတွေကိုတောင်းမညာတာဘူး။တကယ်ကိုလူဆိုကြီး။နီနီလေးကညနေမိုးချုပ်တဲ့အထိတယောက်တည်းထိုင်ကုန်နေခဲ့ပြီးညနေဆောင်မှာတော့နီနီတို့အိမ်ကိုပြန်သွားခဲ့ပါတယ်။သမီးနီနီသမီးရဲ့စာအုပ်ဘယ်မှာလဲမနေ့ကတည်းကမေမေစာအုပ်အစ်စ်ဝယ်ပေးထားတာလေမေမေသမီးရဲ့စာအုပ်ကိုဦးလေးဦးမဲကလူယူသွားပြီသူကသမီးစာအုပ်ကိုရောင်းပြီးဦးမဲဦးလေးကမုံစီကျော်ဝယ်စားပစ်လိုက်တယ်သမီးရဲ့မေမေမနေ့ကလည်းပြောတာပဲဦးမဲကြီးကရဲ့အိမ်ရှိကနေမပြတ်ပါနဲ့ဆိုတာလေတို့တွေကအားနေတဲ့ငှက်တွေလေတို့တွေဦးမဲကြီးကကိုတွားပြီးမပြိုင်ဆိုင်နိုင်ဘူးမေမေသမီးကတခြားလမ်းကနေတွားနေတာပါဒါပေမဲ့ရှေ့ကနေဦးလေးဦးမဲကရုတ်တရက်ပေါ်လာလို့ပါ။သမီးနီနီအခုမေမေစီမှာသမီးကိုစာအုပ်အစ်စ်ထပ်ဝယ်ပေးဖို့ပတ်စံလည်းမရှိတော့ဘူး။မေမေဥခိုစီကိုတွားကြည့်လိုက်အောင်မယ်။ဦးမဲကြီးကသမီးရဲ့စာအုပ်ကိုဥခိုစီမှာပဲတွားရောက်လာသေးကြတယ်။အကိုဥခိုဒီနေ့ဦးမဲကြီးကအကိုစီလာခဲ့သေးလား။လာခဲ့တယ်မတ်ချိုဦးမဲကြီးကငါစီကိုစာအုပ်တော့ယူလာပြီးစာအုပ်အစာမုံစီကျော်ပေးပါလို့ပြောတယ်။အဲ့ဒါနဲ့သူကစာအုပ်ပေးပြီးမုံစီကျော်စားပြီးတော့ထွက်သွားတာပဲအကိုဥခိုရဲ့ဦးမဲကြီးကလူလာတဲ့စာအုပ်ကညီမသမီးလေးရဲ့စာအုပ်ပါအဲ့ဒီစာအုပ်ကိုညီမကိုပြန်ပေးပါနော်ကြီးကန်းကိုပေးလိုက်ရတဲ့ပတ်စံတွေကိုညီမနောက်မှပြန်ဆက်ပါမယ်မဟုတ်တာနှမမချိုပတ်စံပြန်ပေးဖို့မလိုပါဘူးဒီစာအုပ်ကနီနီလေးရဲ့စာအုပ်မှန်ကမသိလို့ပါကြီးကန်းကလူတွေနေတဲ့ရွာတွေကနေတခြားလူရဲ့စာအုပ်အဟောင်းကောက်လာတဲ့ထင်နေတာကြီးကန်းကရွာတွေကနေတခြားလူရဲ့စာအုပ်အဟောင်းကောက်လာတဲ့ထင်နေတာအဲ့ဒီနောက်ဥခိုကဘေးမှာတင်ထားတဲ့နီနီလေးရဲ့စာအုပ်ကိုယူပြီးမတ်ချိုစီကိုပြန်ပေးလိုက်ပါတော့တယ်မတ်ချိုလည်းနီနီလေးရဲ့စာအုပ်ကိုယူပြီးအိမ်ပြန်သွားခဲ့ပါတယ်အခုတော့နီနီလေးလည်းလမ်းပြောင်းပြီးတော့ကြောင်းတက်ရပါတော့တယ်ရှေ့မှာဦးမဲကြီးကန်းထိုင်နေတာကိုမြင်နိုင်နီနီလေးကလမ်းလွဲပြီးသွားလေးရှိပါတယ်ဟိုရှေ့မှာဦးလေးဦးမဲထိုင်နေတယ်အခုတော့သမီးတခြားလမ်းကနေပဲသွားတော့မယ်မဟုတ်ရင်ဦးလေးဦးမဲကသမီးစာအုပ်ကိုထပ်ပြီးလူယူသွားအောင်မယ်အချိန်ကြီးတဖြည်းဖြည်းကုံဆုံးလာခဲ့ပါတယ်။ဦးမဲကြီးကတော့ဆင်းရဲပြီးအားနေတဲ့ငှက်တွေကိုဆက်ပြီးနှိပ်စက်နေတော့မှာပဲ။နီနီလေးကတော့စိတ်နှစ်ပြီးတော့စာကြိုးစားတင်ယူနေခဲ့ပါတယ်။ဒီရက်မှာတော့နီနီလေးကစာမွေးပဲကြီးပတ်စံတွေကိုယူပြီးကျောင်းကိုသွားနေတော့တခြားလမ်းကနေဦးမဲကြီးကရှေ့ကနေပိတ်စီးပြီးတော့ပေါ်လာပါတော့တယ်။ဒီနေ့ကလာစမ်းတရက်နေပဲငါသိတာပေါ့အကုန်သိတယ်။နေ့စီမှာကျောင်းလာကနဲ့စာမွေးပဲကြီးပတ်စံတွေတေးကြပေါက်ရှိမှာပဲ။မဟုတ်ပါဘူးဦးလေးဦးမေဒီနေ့မေမေစီမှာကျောင်းလာကပတ်စံမရှိလို့ပါမေမေကနောက်တရက်နေ့မှပေးမယ်လို့ပြောလိုက်ပါတယ်အေးလေဒါဆိုရင်နင့်လွယ်အိတ်ကိုငါ့ကိုပြစမ်းနင့်လွယ်အိတ်ထဲမှာပတ်စံရှိမရှိငါကိုယ်တိုင်ကြည့်မယ်ဟင်သမီးမပေးနိုင်ဘူးဦးလေးကိုချေဦးလေးသမီးကိုကူညီပါအောင်ဦးလေးဦးမေကသမီးလွယ်အိတ်ကိုလူနေလို့ပါနီနီလေးရဲ့အော်ဟစ်အကူကြီးတောင်းတန်ကိုကြားပြီးကိုကြီးကအဲ့ဒီနေရာကိုရောက်လာခဲ့ပါတယ်ဟဲ့ဦးမဲကြီးကဘာလို့နီနီလေးကိုနှိပ်စက်နေတာလဲသူ့ကိုကြောင်းသွားပါစေသွားစမ်းဒီကနေထွက်သွားငါ့ကိုလာပြီးတရားဟောမနေနဲ့မဟုတ်ရင်တစ်ချက်ထဲနဲ့နင့်နှုတ်သီးကိုရိုက်ချိုးပြမယ်အဲ့ဒီလိုပြောရင်လည်းဦးမဲကြီးကဟာနီနီလေးရဲ့လွယ်အိတ်ကိုလွတ်ယူလိုက်ပြီးလွယ်အိတ်ထဲကကြောင်းလာကပတ်စံတွေကိုနှိုက်ယူကထွက်ပြေးသွားပါတော့တယ်သူယူသွားပြီးသမီးရဲ့ကြောင်းလာကပတ်စံတွေကိုယူသွားပြီးဦးလေးဦးမဲကိုလိုက်ဖမ်းပေးပါဦးသမီးလေးရဲ့ဦးလေးသာနောက်ကလိုက်ရင်သူဦးလေးကိုအသေးအလဲရိုက်လိမ့်မယ်ဦးလေးကအားနေတော့သူ့ကိုမရှင်နိုင်ဘူးစိတ်မကောင်းပါဘူးကွယ်
ဒီလိုပြောပြီးတော့ကိုကြီးလည်းအဲ့ဒီနေရာကနေထွက်ခွာသွားပါတော့တယ်။သမီးနီနီတထောင်ဆိုတာဝေးလို့မိမိစီမှာအခုအချိန်တစ်ချက်တောင်မရှိဘူး။သမီးရဲ့ကြောင်းလာကအတွက်အရင်ကတည်းကတယောက်ယောက်စီကနေခြေထားရတာလေ။မေအကယ်၍ဒီနေ့စာမွေးပွဲကြီးသွားမသွင်းရရင်ဆရာမကသမီးကိုစာမွေးပွဲဖြေခိုင်းမှာမဟုတ်တော့ဘူး။သမီးအဖွားစီသွားမေးကြည့်ပါဦး။ဖြစ်နိုင်ရင်သမီးအဖွားစီမှာပတ်စံအချို့ရှိနေလိမ့်မယ်။မေသမီးအခုပဲသွားလိုက်ပါမယ်။သမီးကကြောက်နေခဲ့တာသမီးကအစကတည်းကအဖွားစီသွားမလို့ပဲအဲ့ဒီနောက်နီနီဟာသူ့တငယ်ချင်းမိမိစီကိုသွားပါတယ်မိငါအဖွားစီသွားမလို့နင်ငါနဲ့လိုက်ခဲ့ပါဦးငါအဖွားစီကကျောင်းလာကသွားယူမလို့ဒါပေမဲ့နီနီနင့်မေစီမှာကျောင်းလာကပတ်စံရှိတယ်လို့နင်မဲပြောခဲ့တယ်မဟုတ်လားမိငါကျောင်းလာကယူပြီးသွားနေတာပါဒါပေမဲ့လမ်းမဦးမေကြီးကငါစီကနေပတ်စံနေလူသွားလို့ဦးလေးဦးမေကတကယ်ကိုစိုးတာပဲအမြဲတမ်းသူများတွေကိုနှိပ်စက်တယ်လာပါနီနီငါနေနဲ့အတူလိုက်ခဲ့ပါမယ်အဖွားစီမှာ1000လောက်ရှိလားသမီးလေးက1000ကိုဘာလို့ဖို့လိုတာလဲအဖွားသမီးစာမွေးပွဲကြီးသွားသွင်းမလို့ပါပထမအဆင့်ရအောင်ယူပြီးတတော်လုံးမှာငါမြေးလေးရဲ့နာမည်ကိုတင့်တယ်စီရမယ်အခုပဲမြေးလေးကို1000ပေးမယ်ရော့ဒါကမြေးလေးရဲ့စာမွေးပွဲကြီးပြီးတော့ဒါကတရားမြေးတို့တငယ်ချင်းနှစ်ယောက်လမ်းကြရင်တခုခုဝယ်စားလိုက်ကြအဖွားဒါရီမလိုပါဘူးနီနီယူထားလိုက်ပါလမ်းကြရင်ရေခဲမုံစားကြတာပေါ့ဟုတ်ကဲ့ပါအဖွားသမီးသွားပြီနော်အဲ့ဒီနောက်တငယ်ချင်းနှစ်ယောက်ကလမ်းမှာရက်ပြီးရေခဲမုံဝယ်စားကြပါတယ်ဒီလိုနဲ့ပဲအချိန်ကြီးကုန်းဆုံးလာခဲ့ပြီးတရက်မှာတော့နီနီလေးကပညာတွေတက်မြောက်သွားခဲ့ပါတယ်နီနီကပညာတက်ပြီးဆရာဝန်ကြီးဖြစ်လာခဲ့ကမိမိတို့ရဲ့တောအုပ်ထဲမှာပဲစေးရုံတီယုံဖွင့်လှစ်လိုက်ပါတော့တယ်အချိန်ကြီးကတိတ်မြန်တာပဲငှက်ငယ်လေးတွေကကြီးပြင်းလာကြပြီးငှက်ကြီးတွေကတော့အုံမင်းရင်အောင်လာကြပါပြီနီနီမေမေရဲ့စပယ်နေလဲဖြူသွားခဲ့ပါပြီသမီးနီနီဒီနေ့သာသမီးအဖွားတက်ရှိထင်ရှားရှိနေရင်သမီးဆရာဝန်ဖြစ်လာတာကိုမြင်ပြီးတိတ်ကိုဝမ်းသာမှာပဲဟုတ်တယ်မေသမီးအဖွားကိုတိတ်လာတာပဲဦးလေးဦးမဲသမီးစီကနေစာမွေးပွဲကြီးလွတ်သွားတဲ့နေ့ကိုသမီးအခုထိမမေ့သေးဘူးအဲ့ဒီတုန်းကအဖွားကသမီးရဲ့စာမွေးပွဲကြီးကိုပေးခဲ့ပြီးတိတက်မုံဘိုးကိုလည်းပေးခဲ့တာဟုတ်တယ်သမီးရဲ့မိဘတွေဘလောက်ပဲဆင်းရဲကြက်သေးပါစေသူတို့သားသမီးတွေရဲ့ပျော်ရွှင်မှုကိုတော့အမြဲဖြည့်ဆည်းပေးခြင်းကြတာပဲမညိုငါ့ကိုဆရာဝန်စီလိုက်ဖို့ပါအောင်ငါအိမ်မှာပဲဒီတိုင်းလဲလျောင်းပြီးတရားတော့မှာလားကျုံမှာပတ်စံအများကြီးမရှိဘူးအရွယ်ကောင်းတုန်းကအလောက်ကန်တစ်ခုခုလုပ်ခဲ့ရင်ဒီနေ့တို့မှလည်းစီးစင်ဥစ္စာတွေရှိမှာပေါ့ကျုံနှင့်ကိုဘဲကပတ်စံနဲ့ကုသပေးရမှာလေငါတေးရောမယ်မညိုငါအသက်ရှူကြလာပြီငါ့ကိုဆရာဝန်စီလိုက်ဖို့ပေးပါတိတ်နေစမ်းမနင်းကလည်းမအိပ်ဘူးကျုပ်ကိုလည်းပေးမအိပ်ဘူးကိုယ်တိုင်ကတော့တနေ့ကုန်အိပ်နေပြီးတော့ကျုပ်မှာတနေ့ကိုအလုပ်ပေါင်း100ရှိတယ်။ဦးမဲကြီးကနီနီစီကနေပတ်စံနေလူယူတော့ကအသက်80ရှိပါပြီ။အခုဆိုရင်ဦးမဲကြီးကရဲ့အသက်က100ကျော်တောင်ရှိနေပါပြီ။ဦးမဲကြီးကတိတ်ကိုအားနေပြီးအိုမင်းနေပါပြီ။တရက်မှာတော့ဦးမဲကြီးကသူ့အိမ်ရှိမှထိုင်နေတော့မတ်ချုံငှက်မလေးရောက်လာခဲ့ပါတယ်။ဦးမဲဘာဖြစ်လို့လဲရှင်နေကောင်းမှမရဘူး။ရင်ဘတ်တဲကအောင်းနေလို့ပါချောင်းဆုံးလွန်းခေါင်းနေလဲမူးနေတယ်ငါအစုပ်တွေအလုံးမလုံးတော့ဘူးထင်တယ်မန်းညိုကိုဆရာဝန်စီလိုက်ဖို့ဘယ်နှခါပြောရမလဲမသိဘူးဒါပေမဲ့သူကနားမထောင်ဘူးဟာသူရှင့်ကိုဆရာဝန်စီဘယ်လိုလိုက်ဖို့နိုင်မှာလဲသူစီမှာပတ်စံမှမရှိတာပြီးတော့ရှင့်ရဲ့အရွယ်ကောင်းတုန်းကလောက်ရက်တွေကိုလည်းတတော်လုံးကသိကြတာပဲမတ်ချိုငါသိရှက်တာပဲဒီတက်ဆိုင်ရင်တည်သွားတာကပိုကောင်းပါတယ်ငါမရှင်းတန်ချင်တော့ဘူးအတက်ကအရှင်ကလည်းငါ့ကိုတေခွင့်မပေးဘူးသမီးနီနီသူကဘလို့ပဲဖြစ်ဖြစ်ဒုတ်တော့အုပ်ရဲ့တက်ကြီးဝါကြီးငှက်တကောင်မင်းသူကမိထထောင်အသက်ကြီးသေးတယ်အခုချိန်မှာဒီတော့အုပ်ထဲမှာအသက်အကြီးဆုံးငှက်ကဦးမဲကြီးကမယ်မိမန်းညိုကိုပြောလိုက်မယ်ဦးမဲကိုသမီးရဲ့စီးရုံကိုခေါ်လာခဲ့ဖို့ပြောလိုက်မယ်သမီးသူ့ကိုကုသပေးလိုက်ပါအောင်သမီးအဲ့ဓာတွေကိုဘလို့မေ့နိုင်ပါလဲဦးလေးဦးမဲလမ်းမသမီးဆောက်ကိုလူခဲ့တာတွေသမီးရဲ့ကျောင်းလာကားတွေကိုလူခဲ့တာတွေလေဦးလေးဦးမဲကလမ်းမသမီးစာအုပ်တွေကိုလူခဲ့တာတွေပြီးတော့သမီးရဲ့ကျောင်းလာကားတွေကိုလူခဲ့တာတွေကိုဘလို့မေ့ရမှာလဲဟုတ်တယ်သမီးနီနီမိအကုန်သိတာပေါ့သူကတကယ်ကိုစိုးသွမ်းခဲ့တာဒါပေမဲ့ဒိုးတွေကတော့လူဆိုးတွေမဟုတ်ကြဘူးလေအကယ်၍ဒီနေ့ဒိုးတွေကလည်းဦးမဲကြီးကန်းအပေါ်သူတို့တော့ကဒိုးအပေါ်လှုပ်ခဲ့တယ်လို့မျိုးလှုပ်လိုက်မယ်ဆိုရင်ဒိုးနဲ့ဦးမဲကြီးကန်းကဘာတူတော့မှာလဲညီမမညိုကျုံနီနီနဲ့စကားပြောပြပါပြီဦးမဲကိုနီနီရဲ့စေးုံကိုသာခေါ်သွားလိုက်ပါ
အဲ့ဒီနောက်မညိုကြီးကမာကဦးမဲကြီးကကိုလေချောင်းလူနာတင်ရင်မော်တင်ပြီးနီနီရဲ့စေယုံကိုခေါ်ဆောင်သွားပါတော့တယ်။နီနီကဦးမဲကြီးကကိုတေးသေးချာချာအပြည့်အစုံကုသပေးခဲ့ပြီးဦးမဲကြီးကလည်းပြန်လဲကျမ်းမာလာခဲ့ပါတယ်။သမီးလေးရဲ့ငါ့ကိုခွန်းလပါနော်။ဒီနေ့ညတော့ငါစိတ်အေးလက်အိမ်နဲ့အိပ်ပျော်သွားခဲ့ရတယ်။ငါကောင်းကောင်းအိပ်မရတာဘယ်နှစ်ရက်တောင်ရှိသွားပြီလဲမသိဘူး။ငါအပြစ်တွေအများကြီးလုပ်ခဲ့မိတယ်။ငါတကယ်ကိုမှားယွင်းတဲ့အလုပ်တွေလုပ်ခဲ့တာ။ငါသိရှက်တာပဲ။အားလုံးအပေါ်ငါသိပြီးအားနာမိပါတယ်။ချစ်လာစွာသောတငယ်ချင်းတို့ရေအချိန်ဆိုတာပြောင်းလဲနေတတ်တာမျိုးပါ။ဒါကြောင့်မို့လို့မိမိမှာအာဏာရှိတဲ့အခါစီးစိမ်ရှိတဲ့အခါနာမည်ကျော်ကြားမှုရှိတဲ့အခါမျိုးမှာနောက်မှနောင်တရမယ့်အလုပ်မျိုးကိုဘယ်တော့မှမလုပ်ကြပါနဲ့။ပြီးတော့ချစ်တငယ်ချင်းတို့ရေဒီပုံမြင်လေးကိုလိုက်ပေးဖို့မမေ့နဲ့အောင်နော်။ရေခဲမုံစားကြပါအောင်ရှင်ရေခဲမုံနှုတ်ခဲနှုတ်မလိုက်ရေခဲမုံလေးတွေပါရတာသိရှိတဲ့ရေခဲမုံလေးတွေရပါပြီမတ်ချုံငတ်မလေးကတောအုပ်ထဲမှာရေခဲမုံတွေလဲလဲရောင်းချလေးရှိပါတယ်ငှက်ငယ်လေးတွေရောငှက်ကြီးတွေပါအားလုံးကမတ်ချူရဲ့ရေခဲမုံကိုသိကြကြတာပါဒါကြောင့်မို့လို့မတ်ချူရဲ့ရေခဲမုံတွေကချက်ချင်းဆိုသလိုလက်ငင်းရောင်းကုန်သွားလေးရှိပါတယ်တို့ရဲ့ရေခဲမုံတွေအကုန်ရောင်းကုန်သွားပြီအခုတော့ငါ့ရဲ့တွန်းလဲကိုဒီတစ်ပက်အောင်မှာခဏရထားခဲ့ပြီးငါကလေးတွေအတွက်မုံလေးတွေဝယ်ပြီးအိမ်ပြန်ရမယ်မတ်ချူကမုံဆိုင်ကနေမုံအချို့ကိုဝယ်ယူပြီးအိမ်ဘက်ကိုပြန်တန်းသွားခဲ့ပါတယ်လမ်းမှာမညိုကြီးကမရဲ့အိမ်ရှိပြီးမညိုကသူ့အိမ်ရှိမှထိုင်နေခဲ့ပါတယ်ညီမမညိုကျုပ်ကလေးတွေအတွက်မုံဝယ်ပြီးပြန်လာတာညီမလည်းမုံစားအောင်မလားရော့မုံလုံးလေးတစ်လုံးစားလိုက်အောင်လေနင်ငါ့ကိုလာပြီးမနာလို့ဖြစ်အောင်လာလို့နေတာလားသွားစမ်းဒီကနေထွက်သွားစမ်းနင့်မုံကိုငါမစားဘူးမဟုတ်ပါဘူးညီမမညိုရဲ့ကျုပ်ရဲ့ရွယ်ချက်ကညီမကိုစိတ်ဆိုးအောင်လုပ်ဖို့မဟုတ်ပါဘူးမုံလုံးလေးတစ်လုံးပေးချင်ခဲ့ရုံတတ်ပါကဲကောင်းပါပြီညီမမုံမစားချင်ဘူးဆိုရင်လေကျုပ်ကလေးတွေအတွက်ပဲယူသွားပါမယ်မတ်ချူကအိမ်ပြန်ရောက်တဲ့အခါမုံနီကိုသူ့ကလေးတွေကိုကြွေးမိပါတယ်မတ်ချူရဲ့အိမ်နီးနားချင်းဖြစ်တဲ့မတ်ညိုကြီးကမာကတော့အမြဲတမ်းမတ်ချူအပေါ်မနာလိုဝင်တို့ဖြစ်နေကြတာပါဒီနေ့တော့သူကဦးမဲကြီးကနဲ့ရန်စကားစတင်ပြောဆိုပါတော့တယ်ဟိုငှက်မကတော့တခါတလေမုံနေစားတယ်တခါတလေတတိချိုတွေစားပြီးရေခဲမုံနေရောင်းပြီးစီးစိမ်နေနေနေတာနင်ကြတော့တခါတည်းအိမ်မှာပဲထိုင်ပြီးအတိုက်ကမျက်ခြောက်တွေပဲဖဲ့နေတာအဲ့ဒီငှက်မကြောင့်ငါလည်းနေတိုင်းငါမိမစီကနေအစုခံနေရတယ်အဲ့ဒီငှက်မတုပ်ထဲမှာရေခဲမုံနေဘလို့ဆက်ရောက်မလဲဆိုတာကြည့်ရသေးတာပေါ့မနှက်ဖြန်ကြရင်ငါတငယ်ချင်းကိုမိုးစီကိုတွားရမယ်နောက်တနေ့မနက်စောစောမှာတော့ဦးမဲကြီးကအိယာကနိုးပြီးသူ့တငယ်ချင်းကိုမိုးစီကိုတွားခဲ့ပါတယ်တငယ်ချင်းဟာမင်းလည်းသိတဲ့အတိုင်းငါမိမကငါ့ကိုနေတိုင်းရန်လုံနေတာအဲ့ဒီရန်ဖြစ်ရချင်းအမြင့်တွေရကတော့ဟိုငှက်မလေးပဲငါတငယ်ချင်းဦးမဲအဲ့ဒီငှက်မကမဲမိမကိုရေခဲမုံကျွေးလို့မရဘူးလားသူကရေခဲမုံနေရောင်းပြီးတိတ်ကိုချမ်းသာနေတာကွာနေတိုင်းသူကလေးတွေအတွက်မုံအကောင်းစားတွေဝယ်သွားတယ်ငါမိမကအဲ့ဒီငှက်မအခုလိုချမ်းသာနေတာကိုမကြည့်ချင်ဘူးဒါကြောင့်ဒီနေ့ကစားပြီးမင်းနေတိုင်းဒီတောအုပ်ထဲကိုလာခဲ့ပါအဲ့ဒီငှက်မရေခဲမုံလာရောင်းတဲ့အချိန်တိုင်းတောအုပ်ထဲမှာမိုးရွာချပြက်လိုက်စမ်းပါအေးစိမ့်နဲ့ရာသီဥတုမှာဘဲငှက်မှမချွေရေခဲမုံကိုမစားနိုင်အောင်လို့ပေါ့အဲ့ဒီနောက်ဒုတိယနေ့မှာတော့မတ်ချူကအိမ်ကနေသူ့ရဲ့မုံချင်းအောင်ကိုယူပြီးထွက်လာတာနဲ့ကောင်းကင်ယံမှာမိုးတိမ်ကြီးဖုံးလွှမ်းသွားပါတော့တယ်ဦးမဲကြီးကရဲ့တငယ်ချင်းဖြစ်တဲ့ကိုမိုးကကျဲလောင်စွာထိချုံပြီးတောအုပ်ထဲမှာတဲထန်စွာမိုးရွာချပါတော့တယ်ငှက်ငယ်ငှက်ကြီးအားလုံးတို့ကမိမိတို့ရဲ့အိမ်နေစီကိုပြန်သွားကြပါတယ်ရေခဲမုံရပါပြီရေခဲမုံအရသာရှိတဲ့ရေခဲမုံလေးတွေအေးများတဲ့ရေခဲမုံစားကြပါအောင်ရှင်ရေခဲမုံစားကြပါမတ်ချုံငှက်မလေးကညနေမိုးချုပ်တဲ့အထိတောအုပ်ထဲလဲလှယ်နေခဲ့ပေမဲ့ဘဲငှက်တကောင်မှမတ်ချွေရေခဲမုံကိုလာမစားကြပါဘူးမတ်ချူဟာစိတ်ပြက်လက်ပြက်နဲ့ပဲညနေဆောင်မှာသူ့အိမ်ကိုပြန်သွားခဲ့ရပါတယ်သမီးနီနီရေဒီနေ့တော့အလုတ်ထဲမှာအရှုံးနေအများကြီးဖြစ်သွားပြီရေခဲမုံတစ်ခုမှမရောင်းရဘူးအကယ်၍မနှက်ဖြန်လဲမိုးရီထက်ရွာနေရင်တို့တွေပါလို့ကြမလဲအလုတ်လဲပိတ်ရတော့မယ်မမေဒါကစိုးရင်စရာမရှိပါဘူးအကယ်၍မနှက်ဖြန်မိုးရွာရင်တို့တွေတစ်ပင်အောက်မှာရင်းနှီးကျွမ်းတဲ့မုံစီကျော်ကိုပြောင်းရောင်ကြတာပေါ့ဒါဆိုရင်တို့ရဲ့အလုတ်ကပိတ်သွားမှာမဟုတ်ပဲပို့တောင်ချောင်းကောင်းလာအောင်မယ်မတ်ချိုကသမီးဖြစ်သူနီနီရဲ့စကားကိုသဘောကျသွားပါတယ်နောက်တနေ့မတ်ချိုအိမ်ပြင်ထွက်ကြည့်တော့ကောင်းငင်မှာမိုးတိမ်မဲကြီးတွေထပ်ပြီးဖုံးလွှမ်းနေပြန်ပါတယ်ကိုမိုးကမတ်ချိုထွက်လာမှကိုစောင့်နေတာပါမတ်ချိုသူ့ရဲ့တွန်းလဲနာရောက်တာနဲ့မိုးကတဲထန်စွာရွာချပါတော့တယ်ဒီနေ့လဲမိုးကရွာပြန်ပြီ
ငါရေခဲမုံနေယူပြီးတောထဲသွားရင်လည်းဘယ်သူမှစားမှာမဟုတ်ဘူးဒါကြောင့်ဒီနေ့တော့သမီးနီနီရဲ့စကားကိုနားထောင်ပြီးမုံစီကျော်ကိုပဲပြောင်းအောင်တော့မယ်မတ်ချူကတစ်ပင်ကြီးအောင်မှတွန်းလဲကိုရက်ပြီးမုံစီကျော်တွေကိုစတင်ရောင်းချပါတော့တယ်မုံစီကျော်တွေရပြီးမုံစီကျော်အေးများတဲ့ရာသီဥတုမှာပူပူနွေ့နွေ့မုံစီကျော်လေးတွေစားကြပါအောင်ရှင်။ရတာရှိတဲ့မုံစီကျော်လေးတွေစားကြပါအောင်။မွေးရသည်ရဲ့ရတာကိုခန်းစားလိုက်ကြပါ။ကြည့်နေရင်လည်းပဲမတ်ချူရဲ့တွင်လန်နာမှာငှက်တွေအုပ်စုလိုက်စုပြုံရောက်လာပြီးမတ်ချူရဲ့မုံစီကျော်တွေအကုန်ရောင်းကုန်သွားပါတော့တယ်။မတ်ညိုအိမ်ရှိမှထိုင်ပြီးဘာကြည့်နေတာလဲ။မြန်သွားပြီးမတ်ချူရဲ့မုံစီကျော်သွားစားကြည့်။မတ်ချူရဲ့မုံစီကျော်ကတိတ်အရသာရှိတာကုန်သွားရင်ရမှာမဟုတ်တော့ဘူး။သွားစမ်းမှကြီးကောင်လေးရငါမတ်ချူရဲ့မုံစီကျော်ကိုမစားဘူးမတ်ညိုကအိမ်ထဲဝင်သွားပြီးဦးမဲကြီးကန်းနဲ့ရန်စကားဆက်ပြောနေပါတော့တယ်ဦးမဲနေမတ်ချူရဲ့ရေခဲမုံရောင်းတဲ့အလုပ်ကိုပိတ်အောင်လုပ်တော့သူကမုံစီကျော်ပြောင်းရောင်းနေပြီဟောကြည်စံအပြင်မှာမိုးတွေတဲထန်စွာရွာနေပေမဲ့မတ်ချူရဲ့မုံစီကျော်တွေကတော့အပြားအယံရောင်းကောင်းနေတာပဲအေးလေဒါဆိုရင်ငါတခြားနည်းလမ်းတစ်ခုခုစဉ်းစားရတော့မယ်အဲ့ဒီမတ်ချူငတ်မှာမုံစီကျော်ဘယ်လိုဆက်ရောင်းမလဲဆိုတာကြည့်ကြသေးတာပေါ့မတ်ချူကသူ့ရဲ့အလုပ်အားလုံးကိုညဘက်ကလေးကကြိုတင်ပြင်ဆင်လေးရှိပါတယ်။မတ်ချူကမုံစီကျော်လုပ်ဖို့ကလပဲအနှစ်နဲ့အာလူးတွေကိုပြင်ဆင်ပြီးအိပ်ပျော်သွားခဲ့ပါတယ်။ဦးမဲကြီးကန်းကဗရင်ပေါက်ကနေချောင်းကြည့်ပြီးမတ်ချူတို့အိမ်ထဲကိုတိတ်တိတ်ဆိတ်ခိုးဝင်သွားပါတော့တယ်။ဦးမဲကြီးကန်းကမတ်ချူရဲ့မုံနဲ့အာလူးတွေကိုငေုတ်သီးမုံတွေလက်တဆုပ်စာယူပြီးထည့်ပစ်လိုက်ပါတယ်။ဟာမတ်ချူရဒါဘလို့မုံစီကျော်လဲတို့ကမိုးရလို့နစ်မုံစီကျော်လာစားတာဒါပေမဲ့ဒီမုံစီကျော်ကဗဇက်တွေပါလောင်မတက်ဆက်လာကြီးလားမဟုတ်တာအကိုဥခိုရဲ့ကျုပ်ကငရုတ်သီးမုံကိုနည်းနည်းလေးပဲထည့်တာပါဒါဆိုရင်ကျုံမုံစီကျော်တွေဘာလို့ဒီလောက်တောင်ဆက်ပြီးခါနေရတာလဲမတ်ချူကမုံစီကျော်တရုံးကိုမြည်ကြည့်လိုက်တော့တိတ်ကိုဆက်ပြီးခါနေတာမို့မတ်ချူလည်းပြန်ထွေးထုတ်ပြလိုက်ပါတယ်ဒါဘလို့ဖြစ်နိုင်မှာလဲကျုပ်အားလုံးကိုအချိုးကျထည့်ခဲ့တာပဲနောက်တစ်ညမှာတော့မတ်ချူကတေးသေးချာချာဂယူးဆိုင်ပြီးငရုတ်သီးနဲ့ဟင်းခတ်အမွှေးအကြိုင်တွေကိုထဲကမုံစီကျော်လုံးမဲ့ပစ္စည်းတွေကိုပြင်ဆင်ထားခဲ့ပါတယ်။ညနေလာတဲ့အခါဦးမဲကြီးကမတ်ချူတို့အိမ်ထဲကိုထပ်မံကိုဝင်လာပြီးမတ်ချူရဲ့မုံနစ်တီတွေကိုစားရီလက်တဆုပ်စာထည့်လိုက်ပြန်ပါတယ်။မတ်ညူရဲ့မတ်ညိုဒီနေ့ငါအဲ့ဒီငှက်မရဲ့မုံနစ်ထဲကိုစားရီလက်တဆုပ်စာထည့်ခဲ့တယ်။မနှက်ဖြန်လဲအဲ့ဒီငှက်မရဲ့မုံစီကျော်တွေရောင်းရမှာမဟုတ်တော့ဘူး။ကြည်နေလိုက်။အိုးကျော်ရဲ့လင်းယောက်ျားဦးမဲကြီးကကျုပ့်ဘော်တက်ကူဆိုင်တာပဲ။ကျုပ်အတွက်နဲ့အဲ့ဒီငှက်မကိုအမြဲတမ်းနှိပ်စက်ပေးရှာတယ်။နောက်တနေ့မတ်ချိုမုံစီကျော်သွားရောက်တဲ့အခါမုံနေထဲမှာစားရီသိမ့်များနေတာကြောင့်ဘဲငှက်မမတ်ချိုရဲ့မုံစီကျော်ကိုမကြိုက်ကြတော့ပါဘူး။အမမတ်ချိုအရင်တော့ကအမရဲ့မုံစီကျော်တွေကတိတ်အရသာရှိတာအခုကြတော့တခါတလေစားများတခါတလေငရုတ်သီးများနဲ့ဒီနေ့မုံစီကျော်ကမုံစီကျော်မဟုတ်ပဲအစိတ်အတောက်ဖြစ်နေသလိုပဲစားတွေကတိတ်များလွန်းနေ။ဒါပေမဲ့ညီမနှင်းတို့ရဲ့ကျုပ်အားလုံးကိုဂယူးတဆိုင်လုပ်ခဲ့တာပါဒါဆိုကျုံမုံစီကျော်တဲ့စားတွေဘလို့လုံများသွားရတာလဲကျုပ်လည်းဘာမှကိုစဉ်းစားလို့မရတော့ဘူးသမီးနီနီမိမိကတော့မိုးရတဲ့ရက်တွေမှာမုံစီကျော်ရောင်းပြီးအိမ်ဆေးရှာမလို့စဉ်းစားခဲ့တာဒါပေမဲ့အခုတော့မုံစီကျော်တွေလည်းမရောင်းရတော့ဘူးတခါတလေစားများတခါတလေငရုတ်သီးမုံများနဲ့ဖြစ်နေတာဘာမှကိုစဉ်းစားလို့မရတော့ဘူးဒါပေမဲ့မိမိသမီးတော်သဘောပေါက်ပြီးတယောက်ကတော့ဒိုးရရဲ့မုံစီကျော်လုံးမဲ့ကလပဲအနှစ်နဲ့အာလူးတွေကိုတခုခုလာရောက်နေတာသိကြတယ်။အဲ့ဒီညမှာမတ်ချိုကတော့အိပ်ပျော်သွားခဲ့ပေမဲ့နီနီကတော့ဗီဒီယိုနောက်မှာပုံကွယ်ပြီးစောင့်ကြည့်နေခဲ့ပါတယ်။တကောင်ရန်ရောက်တဲ့အခါဦးမြကြီးကမတ်ချိုတို့အိမ်ထဲကိုခိုးဝင်လာပါတယ်။ဒီနေ့တော့ငါအဲ့ဒီငှက်မရဲ့မုံနဲ့ထဲကိုမြေကြီးတွေထည့်ပြမယ်။အဲ့ဒီမတ်ချိုငှက်မမုံစီကျော်ဘလို့ဆက်ရောက်မလဲဆိုတာကြည့်ကြသေးတာပေါ့။ဦးမဲကြီးကမြေကြီးတွေကိုလက်သက်ဆုပ်စာယူလာခဲ့တာပါ။ဦးမဲကြီးကမုံနဲ့တဲကိုမြေကြီးတွေစတင်ရောထည့်လိုက်တာနဲ့နီနီကအော်ဟစ်ဆူညံပြစ်လိုက်ပါတော့တယ်။ဦးမဲကြီးကမမေဦးမဲကြီးကတို့ရဲ့မုံနဲ့တဲကိုမြေကြီးတွေလာရောက်နေတယ်။မြန်မြန်ထားပါအောင်။အော်ဦးမဲကြီးကနေတိုင်းကျောရဲ့မုံနဲ့တဲကိုလာပြတ်စီးနေတာနင်ကိုဒီနေ့တော့နင်တစ်သက်လုံးမှတ်သွားရလောက်အောင်ငါပညာပေးရမယ်။တောင်နားမှာတပြက်စီးတစ်ချောင်းရှိနေတာမို့မတ်ချိုကတပြက်စီးကိုယူပြီးဦးမဲကြီးကိုစတင်ရိုက်နှက်ပါတော့တယ်။ကဲကြပါအောင်ကဲကြပါငါ့ကိုကဲကြပါအောင်မတ်ညိုမြန်လာပြီးငါ့ကိုကူညီပါအောင်ဟင်ဦးမဲတယောက်အဖမ်းခံလိုက်ရပြီထင်တယ်အကယ်၍ငါအဲ့ဒီကိုသွားရင်အဲ့ဒီငှက်မကငါ့ကိုပါအသေးအလဲရှိုက်လိမ့်မယ်
အခုတော့အိတ်ချင်အောင်စောင်းနေတာကပိုကောင်းမယ်ဦးမဲပြန်လာရင်တော့ငါအိပ်ပျော်နေလို့မတီးဘူးလို့ပဲပြောလိုက်မယ်မညိုကြီးကမာကတော့အတိုက်ထဲမှာလဲလျောင်းပြီးအိပ်ပျော်ချင်အောင်စောင်းနေခဲ့ကဟိုဘက်မှာတော့ဦးမဲကြီးကမတ်ချွေရဲ့တပြက်စီးတံကိုအပြင်းအထန်ခံလိုက်ရရှာပါတယ်တောအုပ်ထဲမှာမော်ရီရွာသွန်းနေသည်များကာလပတ်လုံးမတ်ချူကသူ့ရဲ့မုံစီကျော်တွေကိုဆက်လက်ရောင်းချခဲ့ပြီးငါအားလုံးကလည်းမတ်ချူရဲ့မုံစီကျော်ကိုတိတ်ကိုသဘောကျခဲ့ကြပါတယ်ဦးမဲနဲ့မညိုကြီးကလင်မယားကတော့အရင်ကလည်းမတ်ချူအပေါ်မနာလို့ဖြစ်ခဲ့တယ်လို့အခုထိလည်းမနာလို့ဝန်တိုးဖြစ်နေကြတော့မှာပဲချစ်လာစွာသောတငယ်ချင်းတို့ရေဒီပုံမြင်လေးကိုလိုက်လို့ဖို့မိမိတို့ရဲ့တငယ်ချင်းတွေကို share ဖို့နဲ့ channel ကို subscribe လုပ်ဖို့လည်းလုံးဝမမေ့ချနိုင်အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲဗျာပုံမြင်လေးကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ပြီးနောက်ထပ်ဘလို့ပုံမြင်မျိုးတွေနားထောင်ခြင်းလဲဆိုတာအောက်က comment မှာရေးပေးခဲ့အောင်နော်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်အသစ်တွေနဲ့အတူပြန်ဆောင်ကြပါမယ်အားလုံးပဲတာယာတဲ့ညလေးဖြစ်ပါစေဗျာ